ဘာပဲအဓိက focus လုပ်ပြီးပြောရမလဲဆိုလို့ရှိရင်အရေးကြီးတဲ့အပိုင်း big 3ပိုင်းကိုပဲပြောရမယ်ပထမတစ်ပိုင်းကကျတော့ဗာလဲဆိုရင် unique career capital ရှိရမယ်ဒုတိယတစ်ပိုင်းကကျတော့ freelancer market ဈေးကွက်မရှိရင်ဘာမှလုပ်လို့မရအောင်ဆိုတော့ကိုယ့်ကိုအမဲ့သူဖြစ်ရင်ကိုဘာမှမလုပ်လို့မရအောင်ဆိုတော့ freelancer market ကိုသိဖို့လိုတယ်နောက်တစ်ခုကကျတော့ flexible toolbox ဆိုတာကကို့မှာဘယ်လိုမျိုးဒီနည်းဗျူဟာတွေရှိမလဲဘယ်လိုမျိုး tools တွေရှိမလဲဘယ်လိုမျိုး software တွေနဲ့ကိုက customization လုပ်ပြီးတော့သုံးထားလဲပေါ့နော်ဆိုတော့ဒီ bit 3ကိုပဲအဓိကထားပြီးပြောပါမယ်ဆိုတော့ဒီ freelancer essential toolkit ဆိုပြီးနာမည်ပေးထားရပေါ့နော်ကျန်တဲ့လိုအပ်ချက်တွေကတော့ရှိအောင်ပါပဲဒါပေမဲ့ဒီထဲမှာအကုန်လုံးစုယုံပြီးတော့အားလုံးချုပ်လိုက်တဲ့အခါမှာ3ပိုင်းပဲထွက်လာတယ်ပထမတစ်ပိုင်းက career capital ဒုတိယတစ်ပိုင်းကကျတော့ freelancer market တတိယတစ်ပိုင်းကကျတော့ကိုယ်အသုံးချရမယ်ကိုယ့်ရဲ့ tools ပါကိုအမြဲယူဆောင်ရမယ်ကိုယ့်ရဲ့ technique တွေကိုယ့်ရဲ့ tool တွေ software တွေပေါ့နော်ဆိုတော့ဒီပိုင်းကိုပြောမယ်Okay အဲ့ဆိုလို့ရှိရင် career capital ကကျတော့ကို့မှာထူးခြားပြီးတော့ unit ဖြစ်တဲ့ကျွမ်းကျင်မှုရှိရမယ် Okay ဘယ်လိုထူးခြားပြီး unit ဖြစ်တာဒီချက်ဥမာ UX UI designer ပဲဘယ်လိုထူးခြားရမလဲ Okay ဟုတ်ပြီ UX UI designer မှာကိုကဥမာ website ပိုင်းမှာအရန်ကိုမှ creativity ဖြစ်တာတို့ design ကိုပို့ပြီးတော့မှ prep လုပ်နိုင်တဲ့သူတို့ဒါမှမဟုတ်လို့ရှိရင်ကိုကဘယ် project ပဲလာ user experience ကိုပို့ပြီးတော့ carefully လုပ်နိုင်တဲ့နောက်တစ်ခုကဘာလဲဆိုတော့ iOS ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ်သူ့ရဲ့ design pattern တွေ design system တွေသုံးနိုင်တယ်ဆိုတော့ဒီ UX UI designer မှာပဲကိုယ့်ဘိုင်ကို unique ဖြစ်အောင်အများကြီး course ကို outstanding လုပ်လို့ရတယ် UX UI design သူကလည်းဒါပဲလုပ်တတ်တယ်သူကလည်းဟိုမှာထားပါတော့သူ့မှာ task တွေရှိမယ် ABC skill တွေရှိမယ်နောက်တစ်ယောက်ကလည်း ABC ရှိမယ်နောက်တစ်ယောက်ကလည်း ABC ရှိမယ်အဲ့လိုမျိုး ABC skill တွေအကုန်လုံးတူတူပဲဒီ industry ထဲမှာ1000လောက်ရှိမယ်ဆိုလို့ရှိရင် freelancer ရောက်ထောင်တွေကကိုယ့်ကိုဘာလို့ရွေးရမှာဆိုတော့အဲ့ဒါဆိုရင်ကိုယ့်အနေနဲ့ဘာရှိဖို့လိုလဲဆိုရင် unit ဖြစ်တာရှိဖို့အတွက်ကိုယ့်မှာဘာ unit ဖြစ်လဲဘာ skill တွေ unit ဖြစ်လဲ ABC ကိုမှကိုက plus D ကိုပေါင်းထားတယ် D ကပါလဲခုနပြောတဲ့အတိုင်းပဲဒီ career skill မှာဆိုလို့ရှိရင်ဟိုမှာ user experience ကိုပို့ပြီးတော့အသားပေးတာပဲဖြစ်ဖြစ်နောက်တစ်ခုကကျတော့ပါလဲဆိုလို့ရှိရင်ဥပမာ animation တွေ micro interaction လေးတွေနဲ့တိကျ creative ဖြစ်သွားတတ်တာမျိုးလား okay ဒါမှမဟုတ်လို့ရှိရင်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ project နဲ့ပတ်သက်ပြီးတော့မှဥပမာ features တွေကိုကင်တွယ်တဲ့အချိန်မှာဘယ်လို features တွေကိုပို့ပြီးတော့မှသုံးလို့ရမလဲဒီ business တစ်ခု sorry ဒီ application တစ်ခုကိုဘယ်လိုမျိုးmarketing လုပ်လို့ရမလဲဆိုတဲ့ဟာတွေပါ guide လုပ်ပေးတာမျိုးလားဒါမှမဟုတ်ရှင်ဥပမာ website မှာ language ပိုင်းမှာဆိုလို့ရှိရင်လည်းအင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်ဒီ website မှာပြထားတဲ့ content တွေအကုန်လုံးကိုအတိတ်ပဲရှိပြီးတော့မှဒီ business အတွက်တင့်တော်မှုရှိတာကိုရီးယားဖြစ်ပေးတာမျိုးဆိုတော့အဲ့ဒီမှာကို outstanding ဖြစ်မှာကိုမှသူများနည်းတူ ABC ရှိတယ်ဆိုလို့ရှိရင်တော့ sorry ABC ရှိတယ်ဆိုတော့ကိုအနေနဲ့ D ဆိုတဲ့မတူညီတဲ့ unit ဖြစ်တဲ့ဟာကိုကထောက်ပံ့ပေးနိုင်ရမယ်အဲ့တော့ပါလေဆို unique career capital ကိုမှရှိရဲ့ career capital က unique ဖြစ်နေရမယ်နောက်တစ်ခုကတော့ market ဈေးကွက်ပေါ့နော်ဈေးကွက်နဲ့ client ကိုရှာဖွေနိုင်မှုတခါကျလို့ရှိရင်ထင်တာကဒီ freelance တော်တော်များများပါလဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲကိုယ့်ကို client ကလာအပ်တဲ့ခါကျမှ freelance ကဖြစ်တာ哦ဒါပေမဲ့တခါကျလို့ရှိရင်ကိုက client ကိုတွားရှာရတဲ့အချိန်မျိုးတွေဖြစ်နိုင်တယ်ဆိုတော့အဲ့လိုမျိုးရှာတဲ့အချိန်မှာလည်းရှာနိုင်တဲ့အနေအထားမျိုးရှိနေရမယ်နောက်တစ်ခုကကျတော့ marketing နဲ့အတူ marketing ပါလာတယ် marketing ကကျတော့ပါဆိုကိုယ့်ကို market လုပ်နိုင်ဖို့ကိုယ့်ကို promote လုပ်နိုင်ဖို့ဆိုတော့ကိုယ့်ကို promote လုပ်နိုင်ဖို့လိုတယ်ပေါ့နော် marketing လိုတယ်ဆိုတော့freelancer လုပ်မှာငါဘာလို့ marketing လုပ်မှာလဲဆိုတော့မေးစရာရှိတယ်ဘာလို့ဆိုတော့ everything marketing မလုပ်လို့မရအောင် marketing မလုပ်လို့ရှိရင်ဘယ်သူမှမသိဘူးဘယ်သူမှမသိရင်ဘယ်သူမှမအပ်ဘူးဒါရုပ်ရှင်းဆုံးပဲပေါ့နော်ဆိုတော့ marketing အပိုင်းကိုလည်းသိထားဖို့လိုတယ် market ဈေးကွက်ကိုလည်းသိထားဖို့လိုတယ် marketing ကိုဘယ်လို promote လုပ်ရမလဲကိုဘယ်လိုပြရမလဲကိုတာအောင်လုပ်နေပါတယ်ဆိုတော့ဘယ်လိုသိအောင်ကြေညာရမလဲဆိုတော့ဒီဘိုင်းတွေကိုပါဒီ freelancer market အပိုင်းမှာပါလာလိမ့်မယ်နောက်တစ်ခုကကျတော့ toolbox ကခုနပြောတဲ့အတိုင်းပဲကိုလိုအပ်ရင်လိုအပ်တယ်လို့ဘယ်လိုမျိုး software တွေသုံးမလဲဘယ်လိုမျိုး tools တွေသုံးမလဲ strategy တွေသုံးမလဲဆိုတော့ဒီ၃ပိုင်းလုံးမှာပါလဲဆို strategy ပါတယ်ဒီတိုင်း plain ဒီလိုမျိုးဒီလိုဘယ်လိုပြောရမလဲဒီ tools တွေကိုသုံးနေရမှာမဟုတ်ဒီ template တွေကိုသုံးနေရမှာမဟုတ်ဒီလိုမျိုး marketing တွေကိုလုပ်နေရမှာကို့မှာဘာရှိလဲဆို strategy မဟာဗျူဟာရှိတယ်ဘာရဖို့လဲဆို client တစ်ခုရဖို့ဒါမှမဟုတ်ကိုယ့်ရဲ့ဒီ skill ကိုပို့ပြီးတော့မှတိုးတက်အောင်လုပ်ဖို့ဒီ career မှာရှေ့ဆက်ပြီးတော့မှ long term growth ဖြစ်နိုင်ဖို့ဆိုတော့ဒီဘိုင်းကိုပြန်စဉ်းစားရမယ်ဆိုတော့ requirement တွေကိုဒီ requirement 3ခုကတော့မဖြစ်မနေခေါင်းထဲမှာထည့်ထားရမယ်ဆိုတော့ freelancer toolkit လို့ပြောလိုက်လို့ရှိရင်ကိုယ့်အနေနဲ့ကိုယ့်ရဲ့ career capital ကတော့အရေးကြီးဆုံးပဲ career capital ပါမယ် market ပါမယ် toolbox ပါပထမဆုံးအနေနဲ့ဒီမှာ challenge လေးထည့်ပေးထားရပေါ့နော်ဆိုတော့ပထမဆုံး one challenge 1ကကျတော့ဘာလုပ်ခိုင်းတာလဲဆိုရင်ကိုယ့်ကိုပြန်မေးကြည့်ပါပြီးတော့ကျတော့ write it down ပေါ့နော်ခြိုက်ရေးကြည့်ပါခြမရေးဘူးဆိုရင်ခေါင်းထဲမှာအတွေးတွေအရမ်းများနေလိမ့်မယ်ဆိုတော့ခြိုက်ရေးကြည့်လိုက်တဲ့အခါကျလို့ရှိရင်ရှင်းသွားလိမ့်မယ်အဲ့တော့စဉ်းစားမှာကိုယ့်မှာဘယ်လို career capital မျိုးရှိလဲနောက်တစ်ခုကကျတော့တခြား professional တွေနဲ့ unique ဖြစ်တဲ့မတူညီတဲ့ထူးခြားတဲ့ကြောင်မြောက်တဲ့
quality တွေရှိနေလား skill set တွေရှိနေလား ability တွေရှိနေလားပြန်သုံးသပ်ဖို့ဖြစ်နေလို့ပြီဆိုတော့ကိုက freelance ရောစကျင်တယ်ကို့မှာဘာမှမစင်စားတာကို့မှာဘာ plan မှမရှိဘူးကို့မှာဘာလိုမျိုး toolkit မှမရှိဘူးဘယ်လိုမျိုး requirement မှမရှိဘူးဘယ်လိုမျိုး skill တွေမှမရှိသေးဘူးဆိုရင်အဲ့ဒီ career မစတာကောင်းမစခင်လည်းရှုံးပြီဘာကြောင့်လဲဆိုကို့မှာဘာမှမရှိဘူးလက်ဆောင်လက်ကင်ပြကြဘာရှိလဲဥပမာ experience ရှိတာလား skill set ရှိတာလား quality ရှိတာလားဥပမာထားပါတော့ကိုကဘယ်လိုပြန်ဝဲတွေမှာစုရဘူးလားလဲဟို exam ပြပြတာပေါ့နော် exam ပြပြတာဆိုတော့ဘယ်လိုပြန်ဝဲတွေမှာစုရဘူးလဲဆိုတော့ပြန်ဝဲတွေပြန်ဘူးလားဆိုတော့ဥပမာ international local ရှိမယ်ဘယ်လိုစုမျိုးရဘူးလဲနောက်တစ်ခုကကျတော့ကို့မှာဘယ်လို skill တွေရှိလဲဥပမာဒီ UX skill ပြင်ကိုကမှ AI နဲ့ပတ်သက်ပြီးတော့အရန်စိတ်ဝင်စားတော့ AI နဲ့ပတ်သက်ပြီးကို့မှာ skill တွေရှိတယ်ဒါမှမဟုတ် content writing နဲ့ပတ်သက်ပြီး skill တွေရှိတယ်အော်ဒါမှမဟုတ် public speaking နဲ့ပတ်သက်တဲ့ခါတွေရှိမယ်အော်ဒါမှမဟုတ်လို့ရှိရင်တခြားအများကြီးပေါ့နော်ဆိုတော့အများကြီးစဉ်းစားလို့ရမယ်ဥပမာခုနပြောတဲ့အတိုင်းပဲ UX design ပိုင်းမှာကိုကဥပမာ content ပိုင်းကိုပို့ပြီးစိတ်ဝင်စားတာလားကိုက user experience ပိုင်းစိတ်ဝင်စား design ပိုင်းကိုစိတ်ဝင်စားတာလား animation ပိုင်းကိုစိတ်ဝင်စားဒါမှမဟုတ်လို့ရှိရင်မဟုတ်ဘူးဒီ application တစ်ခုမှာရှိတဲ့ဒီ application သုံးတဲ့ user တွေဘယ်လိုမျိုး flawless ဖြစ်အောင်အသုံးပြုနိုင်အောင်ကိုကလုပ်ပေးနိုင်တာလေဆိုတော့ဒါမျိုးကိုက write down လုပ်ဖို့လိုတယ်အဲ့လို write down လုပ်တဲ့အချိန်မှာကို့မှာခြိုက်ရေးစရာမရှိဘူးဆိုလို့ရှိရင်ဘာလုပ်ဖို့လိုလဲဆိုတော့ဒါလေးတွေပါကိုကကြိုတင်ပြီးတော့စဉ်းစားထားဖို့လိုတယ်အဲ့တော့လောလောဆယ်ဒါလေးကိုပေါ့နော်နည်းနည်းလေးပေါ့နော်စဉ်းစားမိပါအောင်တစ်ခုလောက်လုပ်ပေးပါအဲ့ဒါမှ freelancer အနေနဲ့စလုပ်မယ်ဆိုရင်ဘယ်လို project တွေလုပ်ချင်လဲဘယ်လိုမျိုးproject မျိုးစားကိုကိုင်တွယ်ကြလဲဥပမာ website ကိုကိုင်တွယ်ကြတာလား mobile application ကိုကိုင်တွယ်ကြတာဥပမာ website ကိုကိုင်တွယ်ကြတယ်ဆိုလို့ရှိရင်အဲ့ဒီ website မှာဘယ်လိုမျိုး service တွေပေးကြလဲဥပမာထားပါတော့ responsive ပါမယ်ဥပမာပြော user experience ပိုင်း language ပိုင်းတွေပါမလားအဲ့လိုစဉ်းစားဥပမာ mobile application မှာဆိုရင် mobile application စလုပ်ချင်တယ်ဘယ်လိုမျိုး category တွေရလဲဥပမာထားပါတော့ finance ပိုင်းလားဒါမှမဟုတ်လို့ရှိရင် social media ပိုင်းဒါမှမဟုတ်လို့ရှိရင် productivity နဲ့ပတ်သက်တဲ့ software တွေဒါမှမဟုတ် movie streaming နဲ့ entertainment နဲ့ပတ်သက်တဲ့ software ပေါ့နော်ဆိုတော့အဲ့ဒီ software တွေမှာကိုကဘယ်လို service တွေပေးချင်လဲ Android လား iOS ကိုဆိုသွားချင်တာလားအဲ့လိုအသေးစိတ်လေးပေါ့နည်းနည်းပေါ့နော် second level third level လောက်ထိနည်းနည်းလေးစဉ်းစားကြည့်တာဆိုတော့အဲ့ဒါဆိုရင်ပထမဆုံးပြန်ပြောပေးမယ်မိကုန်းတစ်ခုရှိရယ် one question ပါအဲ့ one question ကအခုရပြီပေါ့ကိုမှ client ရှိပြီပဲထားလိုက်တော့ client ရှိပဲထားလိုက်တော့ okay အဲ့ဒါဆိုလို့ရှိရင် client ရှိပြီဆိုလို့ရှိရင်ကိုက project စလုပ်မယ် project စလုပ်မယ်ဆိုရင်ဘယ်လို project အမျိုးအစားမျိုးလုပ်ချင်တာလဲလုံးဝတိတိကျကျဖြစ်ရမယ်ဘယ်လို project အမျိုးအစားဘာတွေပါရမယ် basket တွေပါမယ်ကိုကဘာတွေလုပ်ပေးချင်လဲဆိုတော့အဲ့ဒါလေးကိုခြိုက်ရေးကြည့်မယ်နောက်တစ်ခုကကျတော့ဘာတွေခြိုက်ရေးမှလဲဆိုရင်ကို့မှာအခုလက်ရှိပေါ့ကိုစဉ်းစားကြည့်တော့ကို့မှာအားတာနေရဆိုတော့scale ဘယ်လို scale တွေရှိလဲဥပမာဒီခုနပြောတဲ့ finance နဲ့ပတ်သက်တဲ့ scale တွေလားဒါမှမဟုတ် communication နဲ့ပတ်သက်တဲ့ scale လားဒါမှမဟုတ် public speaking လားဒါမှမဟုတ်လို့ရှိရင်ခုနပြောတဲ့ဒီတိုင်ပွဲတွေဘာတွေမှာဆွေးရအောင်ဥပမာ AI ဘိုင်းလားဒါမှမဟုတ်ရှင် technology ဘိုင်းလား anything ကွာခြိုက်တာကိုခြိုက်လို့ရတယ် design scale လားအဲ့တာကိုခြိုက်လို့ရတယ်ဆိုတော့အဲ့ဒီ list ရဲ့ခုနပြောတဲ့အတိုင်းပဲကိုဘာလုပ်ချင်လဲဆိုရဲ project idea ရဲ့ detail ပေါ့နော်ဆိုတော့ project idea ဆိုတော့ကိုလုပ်ချင်တဲ့ project အမျိုးအစားပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတစ်ချက်လောက်နည်းနည်းလေး list ဆောင်လုပ်ကြည့်ပါဆိုတော့အဲ့ဒါလေးကိုတစ်ချက်က9မိနစ်လောက်ပဲရမှာနော်ဆိုတော့အဲ့ဒါကို9မိနစ်9မိနစ်လောက်ပြီးခြာရေးပြသွားအောင်လို့လောလောဆယ်မျိုးလုံးထဲမှာနည်းနည်းလေးတော့မြင်လာအောင်လို့ပေါ့နော်ဆိုတော့9မိနစ်စပြီပေါ့ဆိုတော့အဲ့ဒါလေးကိုတစ်ချက်လောက်ခြရေးကြည့်ပေးပါဆိုတော့ကိုဘာလုတ်ချင်မှန်းမသိဘူးဆိုတော့ကိုဘာဖြစ်ချင်မှန်းမသိဘူးဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်ဆိုတော့ freelancer စလုပ်တာတော့ဟုတ်ပြီ project လေးလက်ခံလို့ရပြီဒါပေမဲ့ဘယ်လို project မျိုးလုပ်ချင်တာလဲကို့မှာဟိုပါပေါ့နော် dream မရှိဘူးပေါ့နော် dream မရှိရင်ဘာမှဆက်လုပ်လို့မရအဲ့တော့ dream အနေနဲ့ပဲဖြစ်ဖြစ်ကို့အနေနဲ့ future plan အနေနဲ့ပဲဖြစ်ဖြစ်ငါမှဒီလို project တွေfreelance အနေနဲ့ငါလုပ်ခွင့်ရမယ်ဆိုတော့ဒီလို project တွေကိုငါလုပ်ပါမယ်ဆိုပြီးတော့ကို့မှာ statement တစ်ချောင်းပဲဖြစ်ဖြစ်ကို့မှာတိကျတဲ့ရွေးချက်တစ်ခုရှိနေရမယ်အဲ့တော့ခုနပြောတဲ့အတိုင်းပဲဘယ်လို project မျိုးစားကိုလုပ်ချင်တာလဲအသေးစိတ်ဆိုတော့ website ဆိုဘယ်လို website လဲ mobile application ဆိုဘယ်လို mobile application လဲနောက်တစ်ခုကကျတော့ကိုယ့်ကိုစဉ်းစားကြည့်ငါဘယ်နေရာမှာတော်နေလဲပေါ့တော်နေလဲဆိုတာဘယ်နေရာမှာတခြားသော skill တွေတဲ့ outstanding ဖြစ်နေလဲဟိုအများကြီးတော်နေရလဲမဟုတ်ဘူးသူများထက်လည်းတော်ချင်မှလည်းတော်လဲဒါပေမဲ့ကိုယ့်အနေနဲ့ကိုယ်ခိုင်ထားတာငါဘယ်ပိုင်းမှာအားသာချက်ရှိလဲအားသာတဲ့ skill လေးတွေကိုတစ်ချက်လောက်ရှာရေးကြည့်အသေးစိတ်ပေါ့နော်တိတိကျကျထုံနိုင်ပြီပိုကောင်းလေပဲခွဲတယ်မယ် website ကော mobile application အဲ့လိုမခွဲထားဘူးကိုကဘာ project ပဲလားကိုလုပ်ကြည့်ချင်တယ်ဆိုရင် okay အဲ့ဒီလုပ်ကြည့်ချင်တဲ့ဟာကိုရေးကြည့်လို့ရတယ်ခုနပြောတဲ့အတိုင်းပဲ scale တွေမှာဆိုရင်ကိုကတခြားလူတွေတက်တာကျွန်မလည်းတာမယ်ကိုအနေနဲ့ဘယ်လို outstanding ဖြစ်နေလဲဆိုတော့ငါဖေးရရဲ့မှာပို့ပြီးတော့မှအားသာချက်ရှိတယ်လို့ထင်တယ်
ဆိုတော့ဘယ်ရရင်မှာအဲ့လိုထပ်ပြီးတော့ဒီday ချိန်ရတယ်ဆိုတော့ဘယ်ရရင်မှာအားနည်းချက်ရှိမှကြတယ်ဆိုတော့အဲ့ဒီအားနည်းချက်ရှိတဲ့ဟာတွေကအရှိမပြောထားတဲ့ skill set တွေမှာပါနေလားဒီ skill set တွေမှာပါနေလားဥပမာ resilient commitment ဒီခါကျရင်ကိုကကွာလောက်တော့လောက်ချင်တယ်ဒါပေမဲ့ကောက်လုံးမိတော့ကွာအဆုံးထိမလုပ်ချင်တာတော့ဆက်မသွားချင်တော့ဘူးလို့အဲ့လိုမျိုးတွေဖြစ်တတ်လားဒါမှမဟုတ်ရင် time management နဲ့ project management မှာဥပမာ project ကိုလည်းအစီအမံခန့်ခွဲမှုတွေမလုပ်ချင်ပါဘူးရှုပ်ရရှုံနေငါလုပ်ချင်တဲ့အချိန်မှာလုပ်လိုက်မယ်လုပ်ပြီးသွားရင်ဒါ project ပြီးသွားရောလားအဲ့လိုမျိုးဖြစ်နေလားပေါ့နော်ပြန်ပြီးတော့မှကိုအားနေတဲ့အပိုင်းတွေကဒီမှာမဖြစ်မနေလိုအပ်တဲ့ skill တွေထဲမှာပါနေလားဆိုတော့ပြန်ပြီးတော့မှသုံးသပ်လို့လည်းရတယ်ပေါ့နော်